Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျင်းရနေပြီးတော့ surprise လေးတစ်ခုစီစဉ်ကြရှိလို့ဒီ colorful cafe လေးကိုသွားခဲ့ပါတယ်ဟို bakery ချင်တယ်နော် sorry ပါဆိုတော့ငိမ့်တို့မနေ့စောစောစီစီဒီနေ့ surprise လုံးမဲနေ့မှာမိုးတွေကလုံးဝတဲကြီးမဲကြီးရွာနေပါတယ်ဆိုတော့ဆိုင်ကိုလည်းပတ်ရှာခဲ့ရတယ်ဆိုင်ပတ်ရှာပြီးနောက်မှာဆိုင်ကိုရောက်လာတော့ဒီစီစဉ်ညာတွေရှိတာအကုန်လုံးစီစဉ်ခဲ့ရပေါ့နော် surprise လုံးမှာဆိုတော့ညာပြီးတော့ထွက်ခဲ့ရလို့ outfit ကိုသာခြေလိုက်ပါတော့မနက်မိုးလင်းအိပ်ရာထားထားတဲ့ outfit ချင်းနဲ့ပါဆိုတော့ငိမ့်တို့ဒီဆိုင်ကိုရောက်တာနဲ့ဆိုင်မှာကျတော့လူတွေကြားနေပြီပေါ့နော်ငိမ့်တို့ကဒီဆိုင်ကိုရောက်အောင်တော်တော်လေးပတ်ရှာခဲ့ရပါတယ်ပြီးရနဲ့ကင်မရာရိုက်ဖို့ပေါ့နော်အဲ့ဒါကိုဘယ်နေရာကနေဘယ်လိုချီမယ်ဘယ်ရှူကနေဘယ်လိုယူမယ်ဆိုပြီးတော့ညကတခါလေးရိုက်လို့ရအောင်မလို့ stand လေးလည်းယူလာခဲ့ပါတယ်ဆိုတော့ surprise လေးကဘာလို့မလဲဆိုတာကိုကြာတော့သိချင်တော့ဆုံးဖြတ်စောင့်ကြည့်ပေးပါဦးနော်ဆိုတော့ season ကြရလဲ season ပြီးသွားပြီဆိုတော့အိမ်ကိုနောက်တစ်ခါပြန်มาလဲ surprise လုပ်မဲ့သူကိုခေါ်လာပါမယ်အိမ်ရောက်တော့သူ့ဟာကြာတော့ပေါ့နော် vlog ရိုက်ဖို့ခေါ်တာမလို့သွားမယ်လို့အကူအညီတောင်းထားတဲ့ပုံစံမျိုးနဲ့ခေါ်ရတာပါဒါကကြာတော့ဆိုင်ကိုရောက်ပြီဆိုတော့ surprise လေးသွားလုပ်လိုက်ပါဦးမယ်ဘယ်သူလေးဆိုတာကိုတော့ဆက်ပြီးတော့ကြည့်လိုက်ကြပါဦးနော် It's your birthday မြင်တဲ့အတိုင်းမှာပဲတစ်ခုခုဆိုငိုပဲတည်ရဲ့ငင်းကကြောက်စတဲ့ပြီးတော့ငိုပဲဆင်နွှဲနေပါပြီတကယ်ကကြောက်မွေးနေ့ရှာမငိုပဲနဲ့မွေးနေ့လုပ်ပြီးငင်းကနေပြီးတော့ငိုနေရတာပါတကယ်ကတော့ဒီနေ့ကတော့ငင်းညီမလေးရဲ့မွေးနေ့ဖြစ်ပါရဲ့ဆိုတော့သူ့ကို surprise လေးဖြစ်သွားအောင်လို့လုံးဝကိုမှ surprise သွားလုပ်ပေးတာပေါ့နော်ပြီးတော့သူကလေဒီဆိုင်အောင်တစ်ခါမှမရဘူးတည်ဘူးပေါ့နော်ဒီဆိုင်ကတပုံရိုက်မယ်ဆိုရင်တော်တော်လာရဲ့နေရာလေးတွေရှိရဲ့အဲ့ဒီတကြောင်မလို့ဒီဆိုင်လေးကိုခေါ်လာဖြစ်တာပါဒီဆိုင်ကအကိုကပေါ့နော်တော်တော်လေးလဲဟွာဖြစ်ပါရဲ့ညီတို့ဒီ birthday လုံးမှာဆိုတော့ဟွာကေ့လေးခွဲပြင်စားလို့ရအောင်ပကံလေးတွေလည်းအစင်သိယူလာပြည့်ပေါ့နော်ပြီးတော့ညီတို့ဘက်ကနေပြီးတော့ request လုပ်ထားတာမရှိဘဲနဲ့သူတို့ဘက်က birthday sound လေးတွေဖြစ်ပြီးရပေါ့နော်အဲ့လိုမျိုးတွေလုပ်ပြီးတော့တော်တော်လေးလဲကျင်နေရပါတယ်ဒါကကြတော့ငိုရမယ့်သူကမငိုဘဲနဲ့မငိုရမယ့်သူကငိုနေရဲဆိုပြီးတော့အကုန်လုံးကဝိုင်းရည်နေကြတာပါအဲ့ဟာတွေလုံနေရင်းနဲ့ပဲ birthday တချင်းကိုမဆိုဘဲနဲ့ပေါ့နော်အကြာကြီးအချိန်ယူနေရပါတယ်ဆိုတော့မီးတွန်းထားတာပဲတစ်ချက်ကြည့်လိုက်ပေါ့နော်အကုန်လုံးလည်းပြရပြီဆိုတော့ birthday လေးကို celebrate လုပ်ပါတယ်စိတ်ထဲမှာပေါ့နော်အရန်ဝမ်းနေနေရတယ်သူ့ကိုလေ birthday sound ဆိုပြီးတဲ့အချိန်မှာလေဟွာတေးကြကြီးကွာမဆိုပေးနိုင်ဘူးနော်စိတ်ထဲမှာ emotion ကတော်တော်လေးကိုဖြစ်နေရဆိုလေပြီးရနဲ့ငိမ့်တို့ကလေဘာဖြစ်လဲတိတာအဲ့ဒီမှာကြရက်တစ်ခုပြောပြအောင်မယ်စိတ်ထဲမှာလေအဲ့အရာတွေကို emotion ဖြစ်နေရင်းနဲ့ပဲတိတ်ကကွာညီနှလုံးဝယ်ထားတာတခုကဟွာ birthday cake တခုကဒူးရင် cake လေးပေါ့နော်ဒူးရင်ပေါ်ကားလားဆိုတော့ဒူးရင် cake လေးစားချင်လို့ဝယ်ထားဒါအဲ့ဒီအချိန်မှာပဲ birthday cake ကိုကတကယ်ဆိုရင်ပုံမှန်ဆိုရင်ကွာဓာတ်ပုံတွေရိုက်ကြရဲအဲ့ဒီ cake တွေနဲ့ဓာတ်ပုံရိုက်ကြရဲဆိုငင်းတို့ကအဲ့ဒီ cake ကိုဟိုဟာ birthday sound ဆိုတော့ပြီးသွားတာနဲ့တခါတည်းဒီမှာကြည့်လိုက်ခွဲပြီးတော့တခါတည်းစားလိုက်ပါတယ်ဆိုတော့အဲ့ဒီဟာနဲ့မရလိုက်ရပါဘူးအဲ့ဒီ cake ကပေါ့နော်ဟိုဟာ18000လားမသိဘူးပေးခဲ့ရတယ်သူကအပြင်ကတော့ဒီချင်းလေးနဲ့လုပ်ပေးထားရဲလို့ပြောဟာငင်းရပေါ့နော်အဲ့လိုမျိုးဆိုရင်ငင်းမကြိုက်တော့ဘူးထင်ပြီးတော့နောက်တဲ့ကက်ရတစ်ခုဝယ်လိုက်တာအဲ့ဒီချိန်မှာပဲငင်းအဲ့ဒီကက်ကိုစားကြည့်လိုက်တော့ပေါ့နော်တော်တော်လေးတော့စားကောင်းတယ်ငင်းအရန်ကြိုက်သွားရေပေါ့နော်သူကလေချင်းနဲ့အရသာရအရန်မပါဘူးပေါ့နော်အဲ့လိုမျိုးဆိုတော့ငင်းတက်ကလုံးဝကွက်ကြည့်ကြရဲဆိုတော့အဲ့ဒါလေးစားတာတော်တော်လေးကောင်းပါတယ်ပြရရဲ့ချင်းနဲ့လည်းအဲ့ဒီကက်ဆိုရင်တော်တော်လေးကိုတန်တဲ့အထဲပါတယ်ပေါ့နော်ဆိုတော့ငင်းတို့ဟိုဟာလို့လည်းပြပါပြီဆိုတော့စားပေါက်တွေစားကြပါတယ်ပြီးတော့ဓာတ်ပုံလေးတွေရိုက်ကြတယ်ဒီဆိုင်ကိုရွေးချယ်ရခြင်းအကြောင်းပြချက်တွေကနှစ်ချက်ရှိရပေါ့နော်ဆိုင်ကန်ဖြစ်စရာတော်တော်လေးလှတာပြီးတော့ကိတ်တွေရတယ်ညီတို့ရဲ့အကြိုက်ကိတ်တွေဖြစ်နေရကြောင့်ရဲ့ဒီဆိုင်လေးကိုရွေးခဲ့တာပေါ့နော်ဆိုတော့ရည်ရွယ်ချက်တိုင်းပဲကိတ်တွေကိုလည်းကောင်းလေးစားပြီးတော့ဓာတ်ပုံတွေဆိုရင်အများကြီးရိုက်ပြီးခဲ့ပေါ့နော်ညီတို့စားခဲ့တာကြတော့ဒီကိတ်ရဲ့ပြီးတော့ဒီမှာဖာလိုတာရဲ့ပြီးတော့ဘာကာလေးရဲ့ပါမိုးကလည်းအေးနေရဆိုတော့တခြားဟာတွေလည်းအများကြီးမစားနိုင်ဘူးပေါ့နော်ကြက်ရလည်းတော်တော်လေးဟွာဖြစ်တော့အဲ့အားလေးပဲစားခဲ့ပါတယ်ဒါဆိုရင်တော့ဒီဆိုင်ကမဲဆောင်လဲဆိုတာအားလုံးပဲသိကြမှတင်ပါတယ်ဟုတ်ပါတယ် colorful ပဲဖြစ်ပါတယ်ဒီဆိုင်မှာပေါ့နော်ငိမ့်တော့ဓာတ်ပုံရိုက်နေတာတွေ့ရင်မင်းလေးတွေဖြစ်ပြီးရယ် birthday လုပ်နေတာတွေ့ရင်စောင်းကြီးတွေဖြစ်ပြီးရယ်ပေါ့နော်အဲ့လိုမျိုးနားကနေ supporting ပေးတာလေးကိုတော့တော်တော်လေးသဘောကျရပါတယ်
တချို့ကိတ်တွေဆိုရင်တော့တိတ်ပြီးတော့ဈေးကြီးရတဲ့မပါပေါ့နော်အဲ့ဒါတွေကကြတော့တော်တော်လေးစားလို့အတန်နဲ့တဲပါတယ်လို့ချင်ပါတယ်ဒါမွေးနေ့လုပ်ပေးပါပြီဆိုတော့မွေးနေ့လက်ဆောင်နေနဲ့ escort ကိုဝင်ပြီးတော့အင်ဂျီဝေပေးပါတယ်ဒီမှာကြတော့အင်ဂျီလေးရွေးနေပါပြီဒီအင်ဂျီလေးကကြည့်လိုက်တာလေးပေါ့နော်သူ့ရဲ့ပုံစံလေးထွက်တယ်အဲ့ဒီအတွက်ကြောင့်မလို့အင်ဂျီလေးတွားရွေးပေးနေရပါဆိုတော့ဘယောင်လေးကလိုက်လေဆိုပြီးတော့ကက်ချင်နေရပေါ့နော်သူစိတ်ချမ်းသာအောင်ဘလို့ပဲငင်းကကြတော့ဝေပေးလိုက်ပါရဲ့ပြုံးပြင်းနေတော့ပါသူကတိတ်တော့မကြီးပါဘူးဘာမှလည်းတိတ်မကြီးပါဘူးအင်ဂျင်လေးကက်ကြီးကအောက်ဆုံးအရောင်ကတော်တော်လေးလှရဲဆိုအဲ့ဒါလေးဝစ်ကြည့်ဆိုတော့ညီတို့အဲ့ဒါလေးကိုပဲတစ်ချက်ရေးပြခဲ့လိုက်ပါရဲ့ဒါကြတော့ပတ်စံရှိမဲ့သူကြီးငရေးရွယ်ဖြစ်ပါရဲ့အင်ဂျီကတော့ဆိုနေတာရှိလိုက်ပါဦးမိုးကလည်းတဲမဲမဲကိုရွာနေတာဆိုအင်ဂျီဆန်မှုတွေငင်းတို့သွားပါပြီဆိုတော့ဘယ်ပုံစံနေလဲဆိုတာတော့တစ်ချက်ဝင်ကြည့်နေရပါသူနဲ့ကတော့လိုက်ပါရဲ့အင်ဂျီကနဲ့ကြီးသွားရပေါ့နော်ဆိုတော့အဲ့ဟာရဲ့တစ်ဆိုင်ငယ်ရာလေးကိုမေးမယ်ဆိုပြီးတော့ထွက်ခဲ့လိုက်ပါရဲ့ဆိုတော့ကြီးကသူနဲ့တော်တော်လိုက်ပါရဲ့အင်ဂျီကနဲ့ပွားနေရောကြီးနေရောပေါ့နော်ပွားရဲ့ပုံစံလေးတော့ပေါက်ပါရဲ့နောက်ကပတ်စံရှင်းရတော့မယ်ဆိုတော့ပျော်နေတော့ရုပ်လေးပါဒါဆိုရင်တော့ငွေလေးလေးရှင်းလိုက်ပါပြီဆိုတော့ဒီနေ့ vlog လေးကတော့လောက်ပါပဲဆိုကြည့်ပြီးအတွက်ကျေးဇူးများတင်ပါတယ်